မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကွန်းရံဖြတ်ဖို့အတွက်စိတ်ကူးထားတဲ့မိတ်ဆွေတွေအနေနဲ့ကွန်းရံဖြတ်ပြီးတဲ့နောက်မှာကိုယ့်ရဲ့ခရင်ကျက်မှတ်ရေးခြင်းတွေကဘလို့အပြောင်းလဲတွေရှိလာမလဲပြီးတော့ဘလို့အခက်အခဲမျိုးတွေကြော်ဖြတ်ရမလဲဆိုတာကိုညှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကွန်းရံဖြတ်တဲ့နည်းရလို့တော့တိတိကျကျတော့မရှိဘူးဒါပေမဲ့ကွန်းရံဖြတ်တာအရင်ခက်ခဲပါတယ်ဒါပေါ့ပေါ့တိတိကိစ္စမဟုတ်ဘူးနော်ကွန်းရံဖြတ်ဖို့အတွက်ကျွန်တော်တို့စိတ်သက်ခိုင်မာဖို့လိုတယ်ကိုယ်တိုင်ကလည်းဖြတ်ချင်စိတ်ရှိဖို့လိုတယ်ဒါဆိုလို့ရှိရင်ကတော့တိကနေဖြတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်တော့ကိုယ်ရံဖြတ်တဲ့ချိန်မှာဖြည်းဖြည်းချင်း short ပြီးတော့ဖြတ်တဲ့နည်းလမ်းတွေလည်းအောင်မြင်ပါတယ်ကျွန်တော်ကဒီကိုယ်ရံဖြတ်လိုက်တဲ့ချိန်မှာကိုယ့်ရဲ့ခရင်အပြောင်းလဲတွေကိုပြောမှဖြစ်တဲ့အတွက်ဆိုးတာတွေပုံများမယ်ကြုံရမယ့်အခက်အခဲတွေကိုပြောမှဖြစ်တဲ့အတွက်ဆိုးတာတွေပုံများမယ်ဒါပေမဲ့ကျွန်တော်ကဒါကကိုယ်ရံဖြတ်ပြီးတဲ့နောက်မှာဒလိုတော့ရှိမှဟဲ့ဆိုပြီးတော့ပြောပြချင်တာပဲဖြစ်တယ်ကိုယ်ရံဖြတ်ဖို့အများကြီးအားပေးပါတယ်ကိုယ်ရံဖြတ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အသက်အန္တရာယ်အတွက်စိုးရိမ်ရဆုံးဖြစ်တဲ့ခရင်ကင်ဆာရန်ကနေလည်းလွတ်ကင်းတော့မှာဖြစ်လို့တောင်းတဲ့ခရင်ကျမကြီးရဆိုလို့ရှိရင်လည်းအရင်ကတည်းအများကြီးကိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ဗီဒီယိုလေးစလိုက်ကြရအောင်ကျွန်တော်တို့ကွန်းရံဖြတ်တဲ့ချိန်မှာပထမဦးဆုံးကြုံရမှာကျတော့ဒါပါဇက်ချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ပါဇက်ရဲ့ pH ကပြောင်းလဲသွားတယ်ဘလို့ပြောင်းလဲသွားမလဲဆိုလို့ရှိရင်အရင်တုန်းကကွန်းရံစားနေတုန်းကကျတော့ကိုယ့်ရဲ့ပါဇက်ကချင်တာတွေပါတယ်မရှိဘူးဒါပေမဲ့ကွန်းရံကိုဖြတ်လိုက်တဲ့ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပါဇက်ချင်တာတွေကိုကျွန်တော်ကြုံရတယ်ပေါ့နော်အထူးသဖြင့်အစားစားပြီးတဲ့နောက်မှာဒါခရင်နေချင်လိုက်တာကွန်းရတွေပြန်ဝါချင်လိုက်တာဆိုပြီးတော့မှလုံးဝမနေတတ်မထိုင်တတ်တွေဖြစ်ပြီးတော့မှကွန်းရတွေပြန်စားဖြစ်သွားကြတယ်အဲဒါကြောင့်မို့လို့ကွန်းရဖြစ်တာမအောင်မြင်မနဲ့ဖြစ်နေတတ်တယ်ပေါ့နော်ကျွန်တော်တို့ခရင်ချင်တယ်ဆိုတာကျတော့လေလူတော်တော်များများမှာဖြစ်တယ်ကျွန်တော်တို့ဒါကွန်းရမစားတဲ့ပုံမှန်လူတွေမှာဆိုလို့ရှိရင်ဒါအစားစားပြီးတဲ့နောက်ဒါမိနစ်နည်းနည်းကြာတဲ့ချိန်မှာတချို့လဲနိုင်နည်းနည်းကြာတဲ့ချိန်မှာဆိုလို့ရှိရင်ခရင်ချင်တာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးခရင်ချင်လာပြီဆိုလို့ရှိရင်ပလုတ်ကျင်းပေးလို့ရတယ်ရိုးရည်နဲ့ကိုကကျင်းရတာတိတ်အဆင်မပြေဘူးဆိုလို့ရှိရင်ခရင်တန်စီကိုတုံးလို့ရတယ်တကယ်လို့ကိုကသွားတိုက်ရတာအဆင်ပြေမယ်ဆိုလို့ရှိရင်တော့သွားတိုက်ပြီးလို့ရှိရင်ကောင်းပါတယ်ခင်ဗျအဲ့လိုမျိုးကွန်းရဖြတ်ပြီးတဲ့နောက်မှာဒီခရင်ချင်တာနဲ့အတူတူဘာအတွဲပါလာတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့သွားကျင်တာအတွဲပါလာတတ်တယ်ဘာကြောင့်အဲ့လိုသွားကျင်လာလဲဆိုရင်ကျွန်တော်တို့ကပုံမှန်ကွန်းမစားတဲ့လူတွေဆိုလို့ရှိရင်ပုံမှန်ထမင်းစားတာတရေစာစားတာအဲ့လောက်ပဲကျွန်တော်တို့ကသွားရအသုံးပြုတယ်ပေါ့နော်ဒါပေမဲ့ကွန်းစားတဲ့လူတွေကြတော့ကွန်းရတွေဝါးတယ်ဒါပုံမှန်ထက်ကိုသွားတွေကိုပို့ပြီးအသုံးပြုထားတယ်အဲ့ဒါကြောင့်မလို့ကွန်းရစားတဲ့လူတွေရဲ့သွားကြွေထားရဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်လူတွေထက်ကိုပါနေတာများတယ်ပေါ့နော်ပြီးတော့ကွန်းရစားတဲ့လူတွေကကြတော့လေတခြားလူတွေနဲ့မတူတာကသူတို့ညဘက်ကိုကြလို့ရှိရင်သွားတွေမတိုက်ကြတာများတယ်ပြီးတော့သွားတွေတိုက်ဖို့အတွက်ဆိုလို့ရှိရင်သူတို့ကပါဇက်တွေလည်းမချင်ဘူးပြီးတော့သူတို့ရဲ့ကွန်းရအနက်မရှိတာသူတို့ရဲ့ပါဇက်ကလေအဲဆိုတော့ခရင်နဲ့အရင်မရှိတာဖြစ်တဲ့အတွက်သူတို့ကသွားတွေမတိုက်မိဘူးဒါကြောင့်မို့သွားကြွေလွာတွေပျက်စီးနေတာအပြင်တဖုံးတွေလည်းပျက်စီးနေတာများတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကြွေဓာတ်တွေကလည်းအပေါ်ကပြုံးနေတယ်တဖုံးတွေကလည်းအောက်မှာဟနေတော့သွားအမြစ်တွေပေါ်နေတယ်ပြီးတော့ကိုယ့်ရဲ့ပါဇက်ကလည်းအခုဆိုလို့ရှိရင်ခြင်တဲ့ဘက်ကိုရောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့သွားကျိန်းအောင်လည်းခံစားရမယ်သွားကျင်အောင်လည်းခံစားရမယ်ပေါ့နော်အထူးသဖြင့်အမာစာတွေစားတဲ့အခါပူတဲ့အေးတဲ့အစားအသောက်မျိုးတွေစားတဲ့အချိန်မှာဆိုလို့ရှိရင်သွားကျင်လာတတ်တယ်ပေါ့နော်တချို့လူတွေဆိုလို့ရှိရင်အဲ့လိုအပူအေးတွေအမာစာတွေစားရမျိုးမဟုတ်ဘဲနဲ့ပုံမှန်အချိန်တွေမှာဆိုလို့ရှိရင်ကိုကသွားတွေကျင်လာတတ်တယ်တချို့ဆိုလို့ရှိရင်ဒီတိုင်းနေရင်လည်းစကားပြောရင်းနဲ့ကိုသွားကျင်လာမျိုးတွေလည်းရှိနိုင်ပါတယ်ဒါကတော့တယောက်နဲ့တယောက်မတူဘူးနှစ်ရှည်လများကွန်းစားထားတဲ့လူကွန်းဖြတ်တယ်ဆိုလို့ရှိရင်ပိုခက်တယ်ဒါပေမဲ့ကိုကနှစ်တည်းမကြသေးဘူးဖြတ်တယ်ဆိုလို့ရှိရင်ကတော့ခဏပြောတဲ့ဆိုကြတွေကိုခံစားကြမှာခံစားရမယ်နောက်တစ်ခုရှိနေတဲ့အခက်အခဲကကြတော့ green နဲ့နေဆိုးလာတာပါအရင်တော့ကတော့ကျွန်တော်ရှေ့မှာပြောပြခဲ့လို့ပဲကွန်းရစားနေတော့ဒါကွန်းအနက်လေးတွေပဲရှိမယ်လေးညင်းနဲ့လေးတွေကွန်းအနက်လေးတွေကွန်းရွက်နဲ့လေးတွေစတဲ့ဖြစ်ပါတော့အဲ့လိုအနက်လေးနဲ့ပဲသူတို့အသားကျနေတာအခုကကွန်းမစားတော့ပဲနဲ့ဒါပုံမှန်လူတယောက်လိုပြန်ဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပုံမှန် green အနက်လိုပဲ green အနက်နေစပြီးတော့ပြောင်းလဲလာမှာပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်ကိုယ့်ကိုယ်မနေတတ်ဘူးငါစကားပြောလို့ရှိရင် green နဲ့နေထွက်နေလားဆိုပြီးတော့မှအဲ့လို green နဲ့နေပြဿနာတွေလည်းကြုံတွေ့ရနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါဆိုလို့ရှိရင်ခဏတာပဲဖြစ်တယ်ပေါ့နော်အဲ့လို green နဲ့နေရှိလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကွန်းကိုပြန်စားရမျိုးမလုပ်ပဲနဲ့ကျွန်တော်တို့သွားတွေကိုတတိချတိုက်တာအားကောင်းတွေတတိချတန့်ရှင်းရေးလုပ်ပေးတာရှာတွေကိုသွားလိုက်တန်နဲ့သွားလိုက်စီးနဲ့တတိချသွားတိုက်တာအဲ့လိုပုံစံမျိုးလေးလုပ်ပေးလို့ရှိရင်ကတော့ပိုကောင်းတယ် green တန့်စီးရေးလေးလည်းတွဲသုံးနိုင်မှာဖြစ်ပါတယ်ဗျနောက်တစ်ခုကြုံတွေ့ရနိုင်တဲ့အခက်အခဲကကျတော့ကျွန်တော်တို့အစာညက်တယ်ပေါ့နော်ကွန်းတွေကိုအကြိုက်စားထားတဲ့အချိန်မှာကျွန်တော်ခဏပြောတဲ့တဖုံးတွေကလည်းပျက်စီးနေတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သွားတွေကကြတော့လေတခြားလူတွေလိုညီညာမျိုးမရှိတော့ဘဲနဲ့နည်းနည်းလေးစောင်းနေတာနည်းနည်းလေးရိုင်နေတာအဲ့လိုပုံစံမျိုးလေးဖြစ်တယ်သူတို့သွားတွေမှာသွားပိုးစားတာတွေဘာတွေမတွေ့ရတာများတယ်ဒါပေမဲ့သွားတွေကညီညာမျိုးစီနေတာမျိုးမဟုတ်တဲ့ခါကျတော့အစာတွေကညက်လာတယ်ပေါ့နော်
သူတို့ကွန်းစားကလည်းအစာကတော့ညက်တာပဲဒါပေမဲ့ကျွန်တော်တို့ဒီကွန်းစားတဲ့လူတွေအနေနဲ့ကျတော့ကွန်းဖြတ်ပြီးတော့မှအစာတွေပုံညက်တယ်ဆိုပြီးတော့မှစေကန်းကိုလာတဲ့ချိန်ကြောက်လို့ရှိရင်ပြောတာတွေလည်းကျွန်တော်ကြုံရတယ်ကွန်းဖြတ်ပြီးတဲ့ချိန်မှာဆိုလို့ရှိရင်အနက်နေမကောင်းတော့ဘူးသွားတွေလည်းကျိန်းလာတယ်အခုလိုမျိုးအစာတွေလည်းညက်လာတယ်ပေါ့လုံးဝမကောင်းဘူးကွန်းဖြတ်တာဆိုပြီးတော့အဲ့လိုပုံစံမျိုးလည်းမြင်သွားတတ်တယ်နောက်ပြီးတော့နှစ်တည်းအကြာကြီးကွန်းစားထားတဲ့လူတွေမှာဒီလိုအစာညက်တာနဲ့လူဘာတွေတွဲပြီးတော့တွေ့ရတတ်လဲဆိုလို့ရှိရင်ရေစီးကမ်းပြိုလည်းတွဲပြီးတော့တွေ့ရတတ်တယ်ရေစီးကမ်းပြိုယောဂရဲ့အဓိကလက္ခဏာကျတော့ကျွန်တော်တို့သွားတွေနဲ့နေတာပေါ့နော်အဲ့ဒီသွားတွေနဲ့နေတာကွန်းရစားလုံးကလည်းနဲ့နေတာပဲဒါပေမဲ့ကွန်းရကိုဖြတ်လိုက်ပြီးတဲ့နောက်မှာလူတွေအနေနဲ့ခဏအစာညက်တာကိုပို့ပြီးတော့တိတာလာလို့မျိုးဒီသွားတွေနဲ့လာတာလည်းပို့ပြီးတော့မှတိတာလာတဲ့ပေါ့နော်အခုလိုမျိုးအစာညက်တာနဲ့သွားနေတာကျတော့ကွန်းရစားထားတာနှစ်ရှည်လများအဲ့လိုစားထားတဲ့အတော်တွင်းမှာလည်း green tension ကိုလုံးဝမလုပ်တဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခြေအနေနှစ်ခုကိုတွေ့ရတယ်ပေါ့နော်များတော့အဖြစ်ကွန်းဖြတ်တယ်ဆိုလို့ရှိရင်ပါဇက်ချင်တာသွားကျင်တာ green နဲ့လေးတွေမကောင်းတာအဲ့ဒါလေးတွေကိုအဓိကကြော်ဖြတ်ရမှာဖြစ်ပါတယ်ကိုကကွန်းဖြတ်လိုက်လို့အခုလိုမျိုးအခက်အခဲလေးတွေကိုကြုံတွေ့နေရပြီဆိုလို့ရှိရင်ကကြတော့ဘာတွေလုပ်ရမလဲဆိုလို့ရှိရင်အိမ်မှာ green tension ကို reset ပေးပါစနစ်မှန်သွားတိုက်နေနဲ့သွားတိုက်ပါတဖုံးတွေကိုတိတိကျကျ tension လုပ်ပေးပါအာခေါင်တွေရှာတွေပါတိုက်ပေးပါသွားတိုက်စင်းနဲ့သွားတိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့မနက်ခင်းအတွက်ဆိုလို့ရှိရင်ဒီကွန်းကြိုးတွေကိုပြောင်းစေမဲ့ Z smoker လို့သွားတိုက်စင်းမျိုးတွေယူသုံးလို့ရတယ်ညဘက်သုံးဖို့အတွက်ကြတော့သွားကျင်တာပြောက်တဲ့ series တွေပေါ့နော် Sensodyne တို့ Sensodyne KF တို့ Sensofound တို့အဲ့လိုသွားတိုက်စင်းမျိုးတွေကိုရွေးချယ်နိုင်ပါတယ်ခင်ဗျသွားတိုက်တာအပြင်သွားနှချောင်းကြားတဖုံးတွေပြန်ပြီးတော့တန်မာလာဖို့အတွက်ကျွန်တော်တို့သွားကြားတိုင်းတွေကို flossing လို့ခေါ်တဲ့ကျိုးနဲ့တန့်ရှင်းအောင်လည်းလုပ်ပေးပါကိုကကျိုးနဲ့လုပ်နေတယ်ဆိုလို့ရှိရင်ကျိုးနဲ့လုပ်ပေးပါတကယ်လို့ water flux တုံးနေတယ်ဆိုလို့ရှိရင်ကတော့ water flux နဲ့လုပ်ပေးလို့ရပါတယ်ဗျကွန်းပြတ်သွားတာတစ်ပတ်ကနေတစ်လကြာလောက်ရှိနေပြီဆိုလို့ရှိရင်ကိုကပို့ပြီးတော့မှ motivation ဖြစ်အောင်သွားတဲ့ green sequence တွေကိုတွားပြီးတော့မှကွန်းကြိုးချစ်ရမှာဖြစ်ပါတယ်ကွန်းကြိုးချစ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းလူတော်တော်များများကဆရာဝန်တွေကဒီကွန်းကြိုးတွေကိုဖယ်တဲ့အချိန်မှာဆိုလို့ရှိရင်တအားချစ်ခွာလိုက်မလားတအားကျင်မလားဆိုပြီးတော့မှစိုးရင်ကြတာမျိုးရှိတယ်များတော့အဖြစ်32ချောင်းလုံးကြီးတော့ဘယ်သူမှမကျင်ဘူးတစ်ချောင်းတစ်ချောင်းကျင်တတ်တယ်တချို့လည်း4-5ချောင်းနည်းနည်းကျင်နိုင်ပါတယ်ကျင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဆရာဝန်ကိုဒီသွားတော့ကျင်တဲ့အကြောင်းပြောပြလို့ရပါတယ်သွားတဲ့ green sequence တွေမှာကွန်းကြိုးတွေရောသွားကြောက်တွေရောအကုန်လုံးတက်ရှင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သွားမျက်နှာပြင်တွေနဲ့တဖုံးတွေပြင်လဲတတ်မှလာဖို့တော့ပေါ့နော် fluoridation လို့ခေါ်တဲ့ fluoride ကုသမှုလေးကိုလည်းလုပ်နိုင်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့သွားကျိန်းတာတွေဒီလို green and soda တွေတဖုံးကနေတွေးထွက်တာတွေအများကြီးကိုတက်တာလာမှာဖြစ်ပါတယ်ခင်ဗျကွန်းတွေကိုအကြာကြီးစားခဲ့လို့သွားကြညက်နေတဲ့လူတွေကတော့အခုလိုမျိုးဆေးကမ်းမှာသွားကြောက်ချစ်တယ်လို့လည်းခေါ်တယ်တဖုံးတန်ရှင်းလုပ်တယ်လို့လည်းခေါ်တယ်အဲ့လိုကုသမှုတွေကိုသွားဆရာဝန်နဲ့တွေ့ပြီးတော့မှအချိန်ချင်းလုပ်ရနိုင်ပြီးတော့မှလိုအပ်တယ်ဆိုလို့ရှိရင်သွားအဆွတ်တွေကိုလည်းလုပ်ရမှာဖြစ်ပါတယ်သွားတွေနဲ့နေတဲ့လူတွေကလည်းအဲ့လိုပဲသွားကြောက်ချစ်တဲ့ကုသမှုတဖုံးတန်ရှင်းရေးကိုအချိန်ချင်းလုပ်ရနိုင်ပြီးတော့မှလိုအပ်တယ်ဆိုလို့ရှိရင်သွားအကြောထုတ်ကုသမှုကိုလည်းပူးပေါင်းပြီးလုပ်ဆောင်အောင်မှာဖြစ်ပါတယ်သွားအကြောထုတ်ကုသမှုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကတော့သွားတွေကိုရည်ရှိအသုံးပြုနိုင်မှုအတွက်သွားအဆွတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကွန်းရဖြတ်ခြင်းနဲ့ပတ်သက်ပြီးတော့မှအများကြီးဘုဒ္ဓတရားပြီလို့ထင်ပါတယ်အခုဆိုရင်2024လည်းကုန်တော့မှာဆိုတော့2025မှာစိတ်တစ်ကိုတင်နေကြမဲ့လူတွေအတွက်ကျွန်တော်ကကွန်းရဖြတ်မယ်ဆိုလို့ရှိရင်အများကြီးကြိုးစိုးတယ်အများကြီးအားပေးတယ်ကျမ်းမာဖို့အတွက်လည်းအများကြီးဆုတောင်းပေးတယ်နောက်ဆုံးစကားလက်ဆောင်ပါချင်တာကြတော့ကျမ်းမာရေးဆိုတာသူ့အနေနဲ့သူကောင်းလာတာမဟုတ်ဘူးကြိုးစားရတာလုပ်ယူရတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုလိုမျိုးကွန်းရဖြတ်တယ်ဆိုလို့ရှိရင်လည်းဒီတိုင်းတော့ပြတ်မသွားဘူးကိုကကြိုးစားရမယ်စိတ်သက်ခိုင်ပါရမယ်ဒါဆိုလို့ရှိရင်ကတော့ကွန်းပြတ်ပြီးတော့မှကိုယ့်ရဲ့ green ကျမကြီးကအများကြီးကောင်းမွန်လာမှာဖြစ်ပါတယ်ဗျဒါဆိုရင်ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲညံ့နာဝင်ပြပါကျွန်တော်ဗီဒီယိုတိုင်းမှာဆူတောင်းပေးလို့ပဲနေ့ရက်တိုင်းမှာပြုံးပြောနိုင်တဲ့လူတွေဖြစ်ကြပါစေဗျ